ဟာလူအိတ်ချေဘယ်ကောင်ဖုန်းဆက်တာလဲကွာငိုးမအဲ့လိုဘာလို့လဲဟဲ့ဘာငိုးမလဲငါနဲ့အမေရဲ့အော်အမေကြော့အမေဘာပြောဖို့လဲအေးဒီနေ့တနေ့ကိုနေမလားတနေ့ကကလတိကလမောတေးမနေနဲ့ငါဆိုင်သွားထိုင်ငါဒီနေ့ဆိုင်မထိုင်ဘူးဟာမေရလေဗျာကျွန်တော်ဒီနေ့တကယ်ချင်းနဲ့သွားလဲရမယ်လေအမေဟဲ့ငါမသိချင်ဘူးနင်ဆိုင်မထိုင်ဒီလမဟုတ်ဘူးမရဘူးဒါပဲပြင်းလိုက်တာကွာငါဒီနေ့ဆိုင်ထိုင်ရအောင်ပါပဲငါမာသားလေငါဒီနေ့ကြောင်းပိတ်တော့ဆိုင်အောင်ထိုင်ခိုင်းနေကွာအဲအကောင်ကလည်းစုပ်နေပူလိုက်တာကဲအဲ့တော့ဆိုင်မထိုင်လဲအမေကကောနေအောင်ပဲကဲအဲ့တော့အမေမာထားတဲ့အတိုင်းငါတို့ဆိုင်သွားရအောင်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်အမေကဆိုင်ထိုင်ခိုင်းတာပေါ့နော်ဒီနေ့ကဒါကြောင်းပိတ်တယ်ဆိုတော့တနင်္ဂနွေနေ့ဆိုတော့ဟုတ်ပါတယ်ကျူရှင်ကလည်းမရှိဘူးဆိုတော့ကျွန်တော်တို့အမေအပြင်သွားတော့ဈေးဆိုင်လေးသွားထိုင်ပြီးမှာပေါ့နော်ဒါကတော့ကျွန်တော်ရဲ့အဖေရဲ့ကားပေါ့နော်ဒီကားဆိုရင်တော့ဈေးတွေပါပစ္စည်းပါတင်လို့ရတယ်ပေါ့နော်ဒီကားဟုတ်ပါတယ်စူပါမားကတ်โอเคစူပါမားကတ်ကဘယ်လိုဖြစ်နေဟာငါအမေဆိုင်လည်းပြောသေးတယ်ငါအမေနာမည်လည်းမတွေ့ပါဒါကတော့ကျွန်တော်တို့ဒီနေ့ဆိုင်စဖွင့်ပါပြီကျွန်တော်တို့ဆိုင်မှာအခုမှစဖွင့်တဲ့အတွက်ဘာတွေရှိမလဲဆိုလို့ရှိရင်ဒီမှာအနူးညောင်းကြော်လားဟုတ်လားပြီးတော့ဒီမှာမုတ်ရှိမယ်ပြီးတော့ဒါဘာလဲဆက်ပြမုတ်လားမသိငါလည်းမသိโอเคဆိုတော့အကိုမင်္ဂလာပါမင်္ဂလာပါညီလေးဒီမှာအာလူကြောင်းတော့ထုတ်ဘယ်လောက်လဲအာလူကြောင်းကြော်ကဘယ်လောက်လဲဆိုတော့ဟိုမှာ$2ဆိုတော့ငါဈေးတင်ရောင်းနေမယ်အကို$3ပါဟာမင်းကလည်းဟုတ်လို့လားကွာမင်းမိခါတိုင်းရောင်းနေတာ$2ပါဟာငါမနက်တိုင်းဝင်နေတာโอเค$2ဆိုလဲ$ပေါ့နော်ငါချင်းထဲလို့မရဘူးကွာဈေးပေါ့တော် Nope အမေမရှိတော့ချင်းထဲရောင်းတာမရဘူးဟာဆိုတော့ကျွန်တော်တို့ကဆိုင်ရှင်ဆိုတော့ပေါ့နော်ဒီမှာကျွန်တော်မေ laptop ထားတာပေးတယ်ညီလေးစစ်ပြမို့ထုတ်တော့စစ်ပြမို့လားစစ်ပြမို့က$9နော်$9ဆိုတော့အခုကျွန်တော်$8နဲ့ရောင်းမဝယ်ဘူး what the fuck အမေလာဇက်ကတီးတော့ပါပဲโอเคဆိုတော့ဒီ laptop အကြောင်းလေးရှင်းပြပါမယ်ဒီ laptop မှာဆိုလို့ရှိရင်ပထမအောင်ဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ဆိုင်မှာပစ္စည်းတွေအတစ်တွေထပ်တင်လို့ရတယ်ပြီးလို့ရှိရင် TV ဝယ်လို့ရတယ်ပြီးလို့ရှိရင်တော့ဒီမှာကျွန်တော်ထိုင်ခုံဝယ်လို့ရတယ်ပြီးလို့ရှိရင်တော့ဒီမှာကျွန်တော် aircon ဝယ်လို့ရတာပေါ့နော်ဒီဘက်အောက်မှာတော့ကျွန်တော်ရဲ့ဘာလဲတော့မသိဘူးနှိပ်ကြည့်မယ်โอเคဆိုတော့ဒီမှာ new shop name ဟာလှလိုက်တဲ့နာမည်ကွာလှလိုက်တဲ့ဆိုင်လေးကျန် Niki Shop ဒီမှာဒီ laptop ထဲမှာဆွမ်းနာ TV ဝယ်လို့ရတွေ့တယ်ဒီမှာ TV ပေါ့နော် TV ကတော့$50အဲ့တော့ကျွန်တော်ဝယ်လိုက်မယ်အမေ TV လေးနဲ့အခုဘာကြီးဖို့လဲကိတ်ကဘယ်လောက်လဲကိတ်က$3ရော့အခုကျွန်တော် TV ဝယ်တဲ့အတွက်ကျွန်တော်$2နဲ့ပဲရောင်းလိုက်ပဲအမေကမပြောနဲ့နော်ရော့$2နဲ့ရောင်းโอเคဆိုတော့ဒီ TV ကတော့ကျွန်တော်တို့တကယ်အလုပ်လုပ်လာကြည့်အောင်ဒီမှာဆိုလို့ရှိရင်တော့YouTube website ကိုသွားမှာပေါ့နော်အဲ့တော့ youtube ပြီးတော့.com okay သွားကြည့် wow ကျွန်တော်တို့တကယ် YouTube ထဲဝင်သွားတာပေါ့နော် okay YouTube ထဲဝင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဆိုင်ကိုဈေးအောင်ကောင်းမှုအတွက်သူများတွေကတရားဖွင့်တာပေါ့နော်မဟုတ်ပါဘူးကျွန်တော်က anonymous ထားလိုက်ပါ okay ဆိုတော့ဒီမှာကြော်ညာလဲဝင်တာပေါ့နော်ဆိုတော့ဒါ anonymous ကိုမှကျွန်တော်တို့မှာ quality တင်မယ် okay ပြီးတော့ဒီမှာကျွန်တော် full screen နဲ့ဖွင့်ထားလိုက်မယ်အလဲ anonymous သချင်းနဲ့အခုဘာကြီးဖို့လဲ$2 okay ဒါ$2ဟုတ်ပြီသွားမိုက်တယ်ဟာမ TV နဲ့ဗာနဲ့ငါဆိုင်နဲ့အပြင်ကကြည့်လိုက်ဟုတ်တယ်ဟာ anonymous တခြင်းဖွင့်တာโอเคဆိုတော့အခုကျွန်တော်ချီမှာ120ဖြစ်သွားပြီပေါ့နော်120ဖြစ်သွားပြီဆိုတော့ကျွန်တော်နောက်ထပ်ပစ္စည်းထပ်တင်လို့ရပြီပေါ့နော်โอเคပစ္စည်းထပ်တင်မယ်ကျွန်တော်ဒီမှာ laptop ထဲမှာပထမတစ်ခေါက်ဆို$25အခုဒုတိယတစ်ခေါက်က$35ပြီးရင်$45ဆိုတော့ကျွန်တော်ချီမှာအခုဘာတိုးလာလဲဆိုတော့ဒါမှန်စေးဘူးလားမသိပေါ့နော်မှန်စေးဘူးတိုးလာတယ်ပြီးလို့ရှိရင်ဒီဘက်မှာကလေးတွေစားတဲ့ဥစ္စာဒီဘက်မှာလည်းမဟုတ်ပေါ့နော်ညီလေးဒီနေ့မင်းမေမတွေ့ပါလားဟုတ်တယ်ကိုကြီးကျွန်တော်မေဒီနေ့လေအပြင်သွားတာတနင်္ဂနွေနေ့မို့ကျွန်တော်ဆိုင်လာရှောက်ပေးနေကိုကြီးကိုဒါလေးလုပ်ပေးပါဦးဘယ်လောက်လဲအဲ့ဒါဘယ်လောက်လဲဆိုတော့ဒီဥစ္စာကလေးစားတဲ့ဟာနော်ဒီမှာ$13โอเคဆိုတော့$13ရော့$13နဲ့ရောင်းပေးလိုက်မယ်ငါသိချင်တာဘာလို့ဈေးတင်ရောင်းလို့မရတာလဲဈေးလျှော့ရောင်းလို့ပဲရတယ်အာနှိပ်ပြီးတော့ကုန်သွားတဲ့ပစ္စည်းတွေထပ်ဖြည့်လို့ရတယ်ဗောနော်ဒီမှာကျွန်တော်အာနှိပ်ပြီးထပ်ဖြည့်လိုက်မယ်ဟာကိုကလိုင်းဒီတော့ပြောင်းနေနော်ဟုတ်တယ်ငါညီရေးဒီမှာအိမ်သက်ရှင်းလို့ဖို့အတွက်မှန်စည်းတကူလာယူတာโอเคဒီမှန်စည်းကဘယ်လောက်လဲဆိုတော့$4ပါကိုရော့ကို$4ဆိုတော့ကိုကလိုင်းမို့လို့ကျွန်တော်$3နဲ့ပေးလိုက်အမေကတော့တောက်ပြတ်မပြောတယ်ပေါ့ကွာโอเคဆိုတော့ဒါကတော့ကျွန်တော်ရဲ့ Niki Shop ပေါ့နော်ဒီမှာ Niki Shop ဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဈေးကွက်စီးပွားရေးခဏတကားပိတ်လိုက်အောင်ငါစကားပြောမလို့မင်းတို့မလာနဲ့အောင်ကျွန်တော်ရဲ့ဆိုင်ကတော့ကျွန်တော်ရဲ့ဆိုင်တော့မဟုတ်ပါတော့ကျွန်တော်အဖေမိဆိုင်ပေါ့နော်ကျွန်တော်အဖေမိဆိုင်ကအခုမှစဖွင့်နေဆိုတော့ aircon လည်းမတက်ဈေးကွက်စီးပွားရေးရပေါ့နော်ဆိုင်တစ်ဆိုင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ aircon တက်လို့ရှိရင် customer တွေဝင်တာများတယ်လို့သင်ကြားရပါတော့အဲ့တော့ဒီတစ်ခေါက်ကျွန်တော်တို့ပတ်စံပြေးလို့ရှိရင် aircon တက်ပါမယ်ဒီမှာကျွန်တော် anonymous တော်ပြီ
anonymous မလုပ်တော့ဒီမှာဆိုလို့ရှိရင်ကိုသွားကျင်တဲ့ website တိုင်းဝင်လို့ရပါတော့ဥပမာ Facebook သွားမယ်ဆိုလို့ရှိရင် facebook.com facebook.com သွားလို့ရပါတော့ okay ဆိုတော့ तू ကဒီထဲမှာသွားကျင်တိုင်းသွားလို့ရတယ်အဲ့တော့ brom မစတာဘာယူဖို့လဲအကူကဒါเนาะဒါကဘယ်လောက်လဲဆိုတော့$3ရအကူ$3ပါခင်ဗျာโอเคကျေးဇူးတင်ပါတယ်နောက်လည်းအားပေးပါအောင်ကျွန်တော်တခုသတိထားမိတာဘာလဲဆိုတော့ကျွန်တော်ကာစတမာတွေထဲမှာစော်လေးမလာဘူးဗောနော်အကုန်လုံးကရုပ်ကြားလေးတွေပဲဒီကဘာလဲဆိုတော့စစ်တက်လို့ပါလို့ဗောနော်ကာစတမာတယောက်ဝင်သွားပြီကိုဘာယူဖို့လဲ အေးငါညီရောက်မင်းမေဖေးသွားလေ အမေကမရှိဘူးဗျအားကြောင့်ကျွန်တော်ဒီနေ့ဆိုင်လိုက်ထိုင်ပေးတာကိုကြီး အော်အေးဟုတ်ပြီဒီမှာလောက်ပါအောင်ကိုကြီးအာလူချောင်းတော့ထုတ်လာ ဟုတ်ပြီအာလူချောင်းကျော်က$2ရောအကိုကြီးကိုကျွန်တော်$2နဲ့ပဲပေးမယ်ဘာလို့ဆိုတော့ဈေးလျှော့လို့မရဘူးကျွန်တော်ဘတ်ဂျက်မကိုက်တော့ Okay ဆိုတော့ကျွန်တော် TV မှာဘာရှာမလဲဆိုတော့ NAKY နီဂီကောင်ကျော်လေးပေါ့နော်ဒီမှာဒါဘလူး channel လေးလည်းမသိကွာဆောက်ရမ်းမိုက်တယ်ကြက်နှမချစ်စရာလေးဒီ channel လေးကတော်တော်မိုက်တဲ့ channel လေးပေါ့နော်ဒီမှာတွေ့လာလို့အခုဘာကြီးဖို့လဲစပြမဟုတ်ဘယ်လောက်လဲ$9အေးငါညီရအခုပတ်ဆက်မပြေလို့လေ$6နဲ့ထားပေးလို့ရလားမနေ့ကမှ$1လာပေးမယ်အခုကလည်းကျွန်တော်အမေနဲ့စုကန်တီးနေပါဦးမယ်လောက်ပါငါညီရအခု$6ပဲပါလို့ပါတကယ်ပါ Okay ဗျာဟုတ်ပြီရော$6ဆိုတော့$6ပေါ့နော်နောက်နေ့တော့လာပေးနော်အေးငါညီသွားပြီကျေးဇူးပဲဘလူကောင်နေလည်းမသိဒီမှာကြည့်ပါအောင်ဒါကဘလူကြီးလဲဟာငါညီရလေမင်းအကိုတော့မမိတော့ဘူးလားအကိုကဘလူတော့ကိုနမေကိုဖြူဖွေးလေကွာကိုဖြူဖွေးလားမီးတွန်းကြီးမှတွေ့ရနော် Okay ဟုတ်ပြီဒါ$3ကိုကြီးအေးဟုတ်ပြီညီကျွန်တော်ဆိုင်ကဘာလဲဆိုတော့ညဆိုင်နိုင်စီလို့ရှိရင်အော်တိုမီးလင်းတာပေါ့နော်ဟုတ်ပါတယ်အကိုကဒီချိန်ဒါလာဝေးတာဘာလုပ်ဖို့လဲအိမ်ကမိမလေးကွာအခုချိန်ဒီဝင်းမလျှော်ရသေးဘူးမနေ့ကျရင်ငါယုံသွားမယ်အားကြောင့်စစ်ပြမလာဝဲတာ Okay ဆိုတော့ဘယ်လောက်လဲဆိုတော့$9ပေါ့နော်$9ကျေးဇူးပဲကိုကြီးကဲဆိုတော့မိုးလဲချုပ်ပြီဆိုတော့ဒီနေ့ကတော့ကျွန်တော်တောင်းဝင်ကြည်သွားပြီပေါ့နော်ကျွန်တော်ဒီမှာ$50ချလို့နိုင်တယ်ပေါ့နော်အဲ့အတွက်ကျွန်တော်တို့ဒီမှာခုံလေးတစ်ခါတည်းဝယ်ထားလိုက်မယ်ပေါ့နော်ဒီမှာတွေ့လားခုံလေးနဲ့အမဲထိုင်မယ်ကာစတမာလာတော့စောင့်မယ်ပြီး TV လေးကြည့်မယ်အလေဘယ်လောက်မိုက်လားကဲဆိုတော့ကျွန်တော်တို့ဒီနေ့ကတော့မိုးချုပ်သွားပြီဆိုတော့ကျွန်တော်အိမ်ပြန်အိပ်ရမှာပေါ့နော်ဘာဖြစ်လို့ဆိုတော့ညဘက်ဆိုရင်မီးနဲ့ပြတ်တယ်လေဟုတ်တယ်မလားကဲတော့ဆိုင်ပိတ်မယ်ကဲဆိုတော့ကျွန်တော်အိမ်ပြန်မှာပေါ့နော်အိမ်ပြန်လမ်းမှာတရေမြချောက်မလားလူတွေကဘယ်ပြောက်ကုန်တာတော့โอเคမိုးလဲချုပ်ပြီဆိုတော့ကျွန်တော်တို့အိမ်ပြန်နားပါမယ်ညတနင်္ဂနွေနေ့ဆိုတော့မတက်ပြန်ကြရင်ဆိုင်မထိုင်လောက်ရောက်တော့ထင်ပါတယ်ကဲကျွန်တော်ရဲ့အခန်းလေးတော့ပြန်ရောက်ပြီပေါ့နော်ကျွန်တော်ရဲ့အခန်းမှာဒီမှာတော့ကျွန်တော်ရေလဲချိုးစရာမလိုတန်းအိတ်လို့ရတယ်ပေါ့နော်โอเคဆိုတော့ဒါနေထူးနိုင်ပဲဖြစ်ပါတယ်ကဲကျွန်တော်တို့ဒီမှာနေထူးနိုင်ကားလေးအောင်တီရီကထုတ်တဲ့နေထူးနိုင်ကားလေးပြောဆိုတော့အိတ်ပါခင်ဗျာအားလုံးပဲgood nightပါ